အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ channel မှာရာဇဝင်အကြောင်းတွေဒဏ္ဍာရီအကြောင်းတွေနဲ့တခြားသောစိတ်ဝင်စားဖွယ်ရာအကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ရှင်ကျမဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့တောင်ပြုံးပွဲတော်အကြောင်းပဲဖြစ်ပါတယ်ရှင်တောင်ပြုံးပွဲတော်ဘယ်ကနေစတင်ဖြစ်ပေါ်လာလဲဘသူတွေကြောင့်ဖြစ်ပေါ်လာလဲဆိုတာကိုဇလန်းအစားကနေအသေးစိတ်ပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်။ဒါနဲ့ပတ်သက်ပြီးဒဏ္ဍာရီတွေရိုးရအစဉ်လာတွေအမျိုးမျိုးရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အများစုလက်ခံထားတဲ့အကြောင်းအရာတွေကိုအခြေခံပြီးပြောပြသွားမှာဖြစ်ပါတယ်ရှင်။တောင်ပြုံးပွဲတော်ရဲ့အစဟာဗကန်ခေတ်လောက်ကစတင်ခဲ့တယ်လို့ဒေသခံတွေနဲ့တမိုင်းပညာရှင်တချို့ကယုံကြည်ကြပါတယ်။ဒီပွဲတော်နဲ့အဓိကဆက်နွယ်နေတဲ့နှစ်ပါးကတော့ဝတ်ဝင်ကြီးနဲ့မဲတော်ရွှေစင်တို့ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာတာမန်လူသားဘဝမှာဘလို့ပုံကိုယ်တွေဖြစ်ခဲ့ကြတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒဏ္ဍာရီအမျိုးမျိုးရှိပါတယ်။ဝတ်ဝင်ကြီးနဲ့ပတ်သက်ပြီးအပြောများတဲ့ဒဏ္ဍာရီတစ်ခုကတော့သူဟာဗကန်ပြည့်ရှင်အလောင်းစီသူမင်းရဲ့အမှုတော်ထမ်းရဲရဲနဲ့စစ်သူကြီးတယောက်ဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။သူ့ရဲ့နာမည်အရင်ကမောင်ရွှေလို့ခေါ်ကြပြီးအလွန်အင်အားကြီးမှပြီးတက်တိကောင်းတဲ့အတွက်ဝတ်ဝင်ကြီးလို့နာမည်တွင်ခဲ့ပါတယ်။အလောင်းစီသူမင်းဟာတိုင်းပြည်ကိုလွတ်လပ်စေဖို့နဲ့နယ်မြေချဲ့ထွင်မှုအတွက်စစ်ပွဲတွေကိုအမြဲလိုဆင်နွှဲခဲ့ရပါတယ်။ဝတ်ဝင်ကြီးဟာလည်းအဲ့ဒီစစ်ပွဲတွေမှာအမြဲတမ်းရှေ့တန်းကနေဦးဆောင်ပြီးရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ပါတယ်။သူ့ရဲ့တတိနဲ့စွမ်းရည်ကြောင့်မင်းကြီးရဲ့ယုံကြည်အားထားမှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဝတ်ဝင်ကြီးဟာစိတ်မြန်လက်မြန်ရှိပြီးတခါတရံအမှားအယွင်းတွေလှုပ်တတ်တဲ့သူလည်းဖြစ်ပါတယ်။ဒဏ္ဍာရီတစ်ခုအရမင်းကြီးဟာဇေဒီပထိုးတဆူတိဆောက်ဖို့အတွက်အရေးကြီးတဲ့အုတ်တစ်ချက်ကိုတည်ဆောင်လာခိုင်းတဲ့အခါဝတ်ဝင်ကြီးဟာမလေးမခန့်သဘောထားပြီးအဲ့ဒီအုတ်ကိုလမ်းဘေးမှာပစ်ထားခဲ့တယ်လို့ဆိုပါတယ်။မင်းကြီးကအကြောင်းစုံတည်သွားတဲ့အခါဝတ်ဝင်ကြီးကိုအပြစ်ပေးခဲ့ပါတယ်။အဲ့ဒီအပြစ်ပေးခံရပြီးမကြခင်မှာပဲဝတ်ဝင်ကြီးဟာနာမကျန်းဖြစ်ပြီးကွယ်လွန်သွားခဲ့ရပါတယ်။သူ့ရဲ့ရွေးစမ်းတတိနဲ့တိုင်းပြည်အတွက်လှုပ်ဆောင်ခဲ့တာတွေကိုအောက်မေ့တဲ့အနေနဲ့သူ့ကိုနတ်အဖြစ်သတ်မှတ်ကိုးကွယ်ခဲ့ကြရလို့ယုံကြည်ကြပါတယ်။မဲတော်ရွှေစင်နဲ့ပတ်သက်ပြီးလဲဒဏ္ဍာရီအမျိုးမျိုးရှိပါတယ်။အများစုကတော့သူမဟာဗကန်ခေတ်မှာအလွန်လှပပြီးစိတ်ထားကောင်းမွန်တဲ့အမျိုးသမီးတဦးဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်။သူမရဲ့နာမည်အရင်းကိုတော့တိကျမတိကျပါဘူး။ရွှေစင်ဆိုတဲ့နာမည်ဟာသူမရဲ့အစင်းလှပြီးစင်ကြဲတဲ့စိတ်ထားကိုရည်ညွှန်းတယ်လို့ယူဆကြပါတယ်။ဒဏ္ဍာရီတစ်ခုအရမဲတော်ရွှေစင်ဟာရိုးသားပြီးတရားထက်သန်တဲ့အမျိုးသမီးတဦးဖြစ်ပြီးစင်ရဲနန်းပါသူတွေကိုလည်းအမြဲကူညီထောက်ပံ့လေရှိပါတယ်။သူမဟာရွာသူရွာသားတွေနဲ့အလွန်ရင်းနှီးပြီးလူချစ်လူခင်များတဲ့သူတဦးဖြစ်ပါတယ်။သူမဘလို့ကွယ်လွန်သွားတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအတိအကျမသိရပါဘူး။တချို့ကတော့သူမဟာယောဂဝေဒနာကြောင့်ကွယ်လွန်သွားတယ်လို့ဆိုပြီးတချို့ကတော့သူမဟာမမျှော်လင့်တဲ့အန္တရာယ်တစ်ခုခုကြောင့်ကွယ်လွန်သွားတယ်လို့လည်းဆိုကြပါတယ်။သူမရဲ့ကောင်းမြတ်တဲ့လုပ်ရက်တွေနဲ့လူတွေအပေါ်စေတနာထားတဲ့စိတ်ထားကြောင့်သူမကိုလည်းနတ်အဖြစ်သတ်မှတ်ကိုးကွယ်ခဲ့ကြတယ်လို့ယုံကြည်ကြပါတယ်။ဒဏ္ဍာရီတွေအရဝတ်ဝင်ကြီးနဲ့မဲတော်ရွှေစင်တို့ဟာလူဘဝမှာမပေါင်းစည်းခဲ့ရပေမဲ့နတ်ဘဝရောက်တဲ့အခါတောင်ပြုံးဒေသမှာစုံစည်းခဲ့ကြတယ်လို့ဆိုကြပါတယ်။တောင်ပြုံးဟာသူတို့နှစ်ဦးရဲ့နန်းတည်ရှိရာအဓိကနေရာဖြစ်လာခဲ့ပြီးအဲ့ဒီဒေသကိုစောင့်ရှောက်တဲ့နတ်တွေအဖြစ်လူအများကယုံကြည်ကိုးကွယ်လာကြပါတယ်။ဝတ်ဝင်ကြီးနဲ့မဲတော်ရွှေစင်တို့ကိုကိုးကွယ်တဲ့အစဉ်အလာဟာဗကန်ခေတ်ကလေးကစတင်ခဲ့တယ်လို့ယူဆကြပါတယ်။အစာပိုင်းမှာတော့ဒေသခံတွေဟာသူတို့ရဲ့နန်းမှာရိုးရှင်းတဲ့ပူဇော်ကြောမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။အချိန်ကြာလာတာနဲ့အမျှဒီပူဇော်ကြောမှုတွေဟာတဖြည်းဖြည်းနဲ့ပုံမကြီးမားလာပြီးပွဲတော်တစ်ခုအတွင်ကိုပြောင်းလဲလာခဲ့ပါတယ်။အထူးသဖြင့်ကုန်းမောင်ခေတ်ရောက်တဲ့အခါမှာတောင်ပြုံးပွဲတော်ဟာပုံမထင်ရှားလာပြီးတနိုင်ငံလုံးကလူတွေလာရောက်တဲ့အကြီးဆုံးနတ်ပွဲတော်လည်းဖြစ်လာခဲ့ပါတယ်။ကုန်းမောင်မင်းဆက်တွေဟာနတ်ကိုးကွယ်မှုကိုအားပေးခဲ့တဲ့အတွက်တောင်ပြုံးပွဲတော်ဟာတိုးတက်စီကားလာခဲ့တာဖြစ်နိုင်ပါတယ်။ယနေ့ခေတ်မှာတောင်ပြုံးပွဲတော်ဟာရှေးရခင်ကအစဉ်အလာတွေကိုဆက်လက်ထိန်းသိမ်းထားစေဖြစ်ပါတယ်။နှစ်စဉ်တပေါင်းလဆန်းမှာရက်ပေါင်း6ရက်တိုင်စီကားစွာကျင်းပပြီးနဂတော်တွေရဲ့ဖျော်ဖြေမှုတွေကုန်စည်ပြပွဲတွေ
ရိုးရာယဉ်ကျေးမှုတွေနဲ့ပူဇော်ကြောမှုတွေနဲ့ပြည့်နှက်နေတဲ့ပွဲပဲဖြစ်ပါတယ်ရှင်။ပွဲတော်ကိုလာရောက်တဲ့လူအများဟာဝက်ဝင်ကြီးနဲ့မဲတော်ရွှေစင်ကိုရှ िख ိုးပူဇော်ပြီးသူတို့ရဲ့ဆန္ဒတွေကိုတောင်းခံကြတယ်လို့ကံကောင်းခြင်းနဲ့အန်နီယေကင်းရှင်ခြင်းတွေကိုလည်းဆုတောင်းကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးမှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။